မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကျွန်တော်ပြီးခဲ့တဲ့ပတ်ဘယ်လိုမားသွားလဲဆိုတော့အတွက်ယူတဲ့လာထဲတဲ့အတွဲမားတော့ကျွန်တော်တို့ဟိုအတွက်နည်းမဝင်ရုံဖြစ်တော့နော်ပြောရတော့နှလုံးပဲဝင်တော့တုံးလုံးမဝင်ဘူးနော်ဒါပေမဲ့အဲ့ဒီမားရဲအတွက်နည်းကိုကျွန်တော်မိတ်ဆွေတို့ပြန်တွက်ပြမယ်ဆိုတော့နော်သူကခါတိုင်းလာနေတဲ့ဥစ္စာကိုသူကတော့ပြောင်းလဲတော့နေရတော့ပြောင်းတော့ကျွန်တော်တို့မဝင်ဘူးနော်မိတ်ဆွေတို့နော်အဲ့ဟာကိုကျွန်တော်ဒီနေ့ကနေကျွန်တော်မိတ်ဆွေဒီရနေပဲစတွက်ပြတယ်မိတ်ဆွေတို့နော်ကျွန်တော်တို့ဒီကနားနေပဲကျွန်တော်စလိုက်မယ်နော်ဒီလိုယူရမယ်နော်ဒီရတုံးလုံးပေါ့နော်ဒီတုံးလုံးပေါင်းလိုက်မယ်အဲ့ပေါင်းရတယ်စမယ်ဆိုတုံးလုံးပေါင်းချင်းဒီကျွန်တော်ဗာရရမယ်ဆိုတော့တို့ပေါင်းလိုက်မယ်ဆိုရင်ဟာ24ဆိုတော့ကျွန်တော်တို့4ယူလိုက်မယ်ဆိုတော့24ဆိုတော့ကျွန်တော်တို့4ယူလိုက်မယ်နော်24ယူလိုက်4နော်4ပါဝါနော်4ပါဝါအဲ့လိုဒီလိုပဲချက်တော့4ပါဝါ9နှစ်ခတ်6ဆိုပြီးကျွန်တော်ဒီလိုမျိုးပြတော့ပြရတယ်နော်ပြီးရင်4နဲ့ခတ်ဒီနဲ့နောက်နေ့ပြီးရင်3 4မျိုးဆိုတော့သူကပြရပါတော့ဖောက်သွားတယ်ဒီအနေအထိုင်မနော်မားတော့ပါနော်ပြောရင်ကျွန်တော်ခါလိုက်ဆိုကျွန်တော်ယူနေတဲ့ယူကြတော့ဒီမှာဆိုကျွန်တော်နှစ်6တလုံးကြာပါဘောနော်ဒါနောက်နေ့တက်ပြဆိုတော့နှစ်6တလုံးပေါ့ပြောရင်တော့ဟာနှစ်မဟုတ်6ပေါ့နော်အဲ့လိုပေါ့ဒါကျွန်တော်နှစ်မဟုတ်6ပေါ့သူအဲ့လိုလာတယ်နော်သူအတွက်ကျွန်တော်ဘယ်လိုယူခဲ့လဲဆိုတော့သူရအတွက်ကျွန်တော်ဘယ်လိုယူခဲ့လဲဆိုတော့တရား8နော်တရား8နော်ပြီးရင်ဒီမှာ8ဒီလိုယူထားကြတော့8အပေါင်း8လို့ယူထားတယ်လို့ပေါင်းလိုက်တော့သူက16နော်16ဆိုတော့ကျွန်တော်တို့ပါယူလိုက်လဲ6ပဲယူလိုက်တာနော်16ပဲယူလိုက်6ဆိုတော့6ခွန်8 9ဆိုပြီးဒီတော့လည်းတော့လောက်ခဲ့တာမျိုးဆိုနော်6ခွန်8 9ရပြီဆိုကျွန်တော်ဘယ်လောက်ခဲ့လဲဆိုတော့ဒီတွဲလိုက်တာ6ခွန်အဲ့လိုပေါ့ခါလာပြောင်းလိုက်နော်6ခွန်တွဲလိုက်တာပြီးရင်ဒီ6ခွန်တွဲပြီးကျွန်တော်6 8လို့ထပ်တွားတယ်နော်6ခွန်6 8 6 9ပေါ့နော်ကျွန်တော်တို့အဲ့လိုယူတာအဲ့လိုတွက်တာကျွန်တော်ပြီးရင်ဘယ်လိုယူလဲဆိုတော့ရွေးတာခွန်8ခွန်9လို့ယူလိုက်တယ်နော်ခွန်9လို့ကျွန်တော်ယူလိုက်တယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုဝင်သွားလဲဆိုတော့ကျွန်တော်ဒီ3လုံးကိုကျွန်တော်တို့ထည့်ပလိုက်တာအဲ့လိုနော်ဒီလိုပေါ့ဒီနှစ်ထည့်ရမယ်ဆိုတော့ဆွဲလိုက်တာဆိုဒီနှစ်ပေါ့နော်နှစ်ရင်တော့တွဲတာတယ်ဒီလိုပေါ့နှစ်6ခေါ်နှစ်6 8နှစ်6 9နှစ်ခွန်8နှစ်ခွန်9ဆိုပြီးဒါကနှစ်အပိုင်းနော်ပြီးရင်ဒီ6ပိုင်းနဲ့တော့ယူလဲဆိုတော့ပြန်ဆွဲလိုက်တာ6ခွန်ဒီလိုပေါ့နော်6ခွန်6 8 6 9ဆိုပြီးမှခွန်8ခွန်9အဲ့လိုအဲ့ဟာကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီကြံနေတဲ့ဒီ6ထည့်လိုက်တာအဲ့လို6ထည့်လိုက်6ထည့်တော့အဲ့နဲ့ကျွန်တော်တို့3လုံးကရလာအဲ့လိုပေါ့နော်အဲ့ဒီတွန်းနဲ့ကျွန်တော်တို့ဒီရလာပေါ့ထောက်ထားတဲ့ကဏ္ဍပါလဲဆိုတော့ဒီက6 9 6ထောက်ထားတော့အဲ့ကြောင့်ကျွန်တော်ပတ်လည်နဲ့ပြောထောက်ထားအဲ့လို3လုံးအပါပေါ့နော်တော့ပေါ့နော်တော့ပေါ့နော်အဲ့ဒီတွန်းနေအတိုင်းကျွန်တော်တွက်ပြမှမရှိတော့ကျွန်တော်တို့ပဲမားခဲ့လဲဆိုတော့အဲ့ကျွန်တော်တို့ဘာဖြစ်လို့ကျွန်တော်တို့နှလုံးပဲ3လုံးဝင်လဲဆိုတော့အဲ့မရှိတော့ကျွန်တော်ရှင်းပြမယ်လို့ဆိုတော့နော်အဲ့ဒီတစ်ပတ်အတွက်တကယ်လို့ပြေးမလွတ်အောင်ကျွန်တော်တို့အဲ့နေရာစလုံးယူလိုက်မယ်ဒီခါလိုက်ဆိုကျွန်တော်တင်နေရာပဲယူတဲ့အတွက်သူကကျွန်တော်တို့နော်တွက်နေရကိုဝင်နေဒါပေမဲ့ကျွန်တော်တို့ယူတဲ့နေရာမှာမားရမယ်ဆိုတော့နော်ကဲတွက်အောင်ထွက်သွားလိုက်ဒီကျွန်တော်ထွက်သွားပြီ3ည5 6 3ည5 9 6 9 6နော်3ည5 9 6 9 6ကိုကျွန်တော်တို့ဘယ်လိုတက်မလဲဆိုတော့ကျွန်တော်တို့ဒီလိုယူမယ်နော်နားလိုမျိုးပါပဲဒီဟာကိုကျွန်တော်တို့ယူလိုက်မယ်တွဲလိုက်မယ်နော်အားလုံးပေါင်းလိုက်မယ်ကျွန်တော်ပေါင်းလိုက်မယ်ဆိုရင်ဗာရမယ်ဆိုတော့သူကအားလုံးပေါင်းမယ်ဆိုရင်15နဲ့6 21ပေါ့21ဆိုရင်ကျွန်တော်တို့ယူလိုက်မယ်ဆိုတော့21ဆိုရင်ကျွန်တော်တို့တက်ယူလိုက်မယ်ဆိုတော့နော်21ဆိုရင်တက်ယူလိုက်တယ်တက်ပါပါဒီ6တင်းနဲ့ခတ်ဒီ6နဲ့ခတ်ဒီ9နော်ကျွန်တော်မရေးတော့ဒီလိုပဲရေးချပြမယ်ဆိုတော့ပြီးရင်တရနဲ့ခတ်ဒီ8နော်ဆိုတော့နဲ့ခတ်ဒီ8ပြီးရင်9 3ညနော်ကျွန်တော်ဒီလိုပဲတွားနေတယ်တနည်းကျွန်တော်ဒီလိုပဲယူခဲ့တယ်ဒီနေရာပဲတော့ဒီ8နဲ့9ပဲကျွန်တော်ယူအမျိုးပေါ့ဒီလို8 9တလုံးပေါ့ရတာအဲ့လိုပေါ့နော်8 9တလုံးပေါ့အဲ့နဲ့တလုံးမဟုတ်နှလုံးပေါ့နော်တွဲလို့ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီလိုပြန်ထပ်တွားလဲဆိုတော့ကျွန်တော်ဘယ်လိုယူထားလဲဆိုတော့ဒီကနော်ဒီ3ည6ရတော့အနောက်ပိတ်နှလုံးကိုကျွန်တော်ယူလိုက်တာဒီလိုပေါ့နော်
တော့ညာအပေါင်း6ဖြစ်တော့ပြီးရင်ကျွန်တော်6ရတယ်နော်အပေါင်း6ရအဲ့6ကိုကျွန်တော်ပြန်ယူလိုက်တယ်6ဆိုတော့6ပြီးရင်ခွန်8ကိုပြီးစီနီယာအဲ့လိုကျွန်တော်ယူထားတာဒီနေ့အဲ့နဲ့ကျွန်တော်တို့တွဲမှတာလာထည့်ရလို့တွဲလိုက်မယ်ဆိုရင်မရမလို့တွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့6ခွန်ပေါ့နော်6ခွန်နော်6ပြီး6 9ပေါ့အဲ့လိုရမယ်ဆိုပြီးရင်ခွန်ခွန်9ဟာဆိုတော့ပြီးရင်8 9လားဟုတ်တယ်8 9အဲ့လိုဖြစ်မှာ6ခွန်6 9ခွန်9ဟုတ်တယ်အဲ့လိုဖြစ်နေရမယ်ပြီးရင်ကျွန်တော်တို့အဲ့ကဏ္ဍကကျွန်တော်ဘယ်မှာတွဲလဲဆိုတော့ကျွန်တော်ဒီထားဟိတွဲလိုက်တာဒီမှာဒီရှယ်နဲ့စာရှစ်9တော့တွဲရမှာမျိုးနော်တွဲလိုက်မယ်ဆိုတော့ဘယ်လိုရလဲဆိုတော့6ခွန်8 6 9 8ခွန်8ခွန်9နဲ့8 9ပေါ့နော်တော့ပြီးဒီ9တော့တွဲရမယ်တွဲမယ်ဆိုရင်ဒီရောက်စာရေးရမယ်နော်ဒါပါဒီကျွန်တော်တို့6ခွန်တွဲမှာရှိရင်နော်6 9ပြီးတော့ခွန်ခွန်9 8 9ဆိုပြီးသူက6လုံးရှိတယ်အဲ့ရတဲ့6လုံးကျွန်တော်ပြန်မှာဆွဲယူလိုက်ဆိုတော့ဒီမှာ10 9ထဲတယ်9တွေရေးထဲလိုက်ကျွန်တော်ဒီချထဲတယ်အဲ့လိုနော်အဲ့တော့ဒါမဲ့ထထွားကဏ္ဍမှာထထွားဆိုဒီကထထွားလာ8 9 8ထထွားမယ်ဆို8 9 8ဆိုရင်တော့8 9ရှိတယ်အဲ့လိုပေါ့တော့နေရဝင်လာတော့ကျွန်တော်နေရယူမှာတော့ကျွန်တော်တို့ပြီးရတာကျွန်တော်မရရတော့ကဲကျွန်တော်တို့ထပ်သွားကြည့်အောင်နော်ဘယ်လိုမှားရလဲဆိုနော်ထားလိုက်ပြီ3 4 5 8 9နော်ဆိုအဲ့8 9ကိုကျွန်တော်ဘယ်လိုယူလဲဆိုတော့ကျွန်တော်တို့ဒီနှလုံးအနောက်နှလုံးညင်ခဲ့တာ8 9 8ပေါင်းရင်နေ8တောင်းနေလိုက်တာ25ဆို5နော်5ပါဒီ3ညအဲ့လိုလိုက်တာ3ညနဲ့ခက်တီခွန်လို့ယူလိုက်တာပြီးရင်9နဲ့ခက်တီ3 4 5လို့ကျွန်တော်အဲ့လိုယူထားတာပြီးတော့ကျွန်တော်ဘယ်လိုဆွဲထားပြီးတဲ့ပတ်ကျွန်တော်ကွက်ဘယ်လိုမားလိုက်ကွက်ပြပါမယ်ကျွန်တော်ခါတိုင်းတူယူခဲ့လို့လေကျွန်တော်အကြောင်းမဝင်တာဒီ3ခွန်ပဲကျွန်တော်ယူပလိုက်တာနော်ပြလိုက်မယ်ဆိုတော့3မဟုတ်ခွန်လားပြီးတဲ့ပတ်ဘာဖြစ်မားလဲဆိုတော့ပြီးတော့ကျွန်တော်ဘယ်လိုယူဘယ်လိုထည့်ယူလဲဆိုတော့ဒီရပါတော့ဒီ3ရဲ့ဒီ8ကိုကျွန်တော်ပေါင်းလိုက်တာနော်3အပေါင်း8စင်တော့ရအောင်17ပေါ့17စင်ကျွန်တော်တက်ပဲယူမှာတက်ယူလိုက်တယ်တက်ပြီးရင်နဲ့3 4လို့ယူလိုက်တယ်ပြီးရင်ကျွန်တော်တို့အတွဲပြန်တွဲလိုက်တာတွဲလိုက်ဆိုမှရအောင်တင်းနဲ့တက်3ပေါ့နော်တက်3တက်4ပေါ့ပြီးရင်နဲ့3နဲ့4 3 4ပေါ့မရှိဘူးအားလုံး6လုံးရှိတယ်နော်အဲ့ဒါကျွန်တော်တာတီခွန်3ခွန်ယူလိုက်တော့အမှန်တကယ်သူကတီရတာနဲ့ကြတခါလေသူချင်းလာတယ်ကျွန်တော်ဒီလိုယူလို့လေကျွန်တော်အကြောင်းဖောက်လာတာနော်ဒီတစ်ပတ်ပြေးမလို့အောင်တော့ကျွန်တော်ပြောမှာဒီလိုပြန်လာမလားဒီလိုပြန်ထက်လာမလားမသိပြီးတဲ့ပတ်ဒီ9လာတယ်ဆိုနော်9လာတယ်ဆိုရင်ကျွန်တော်တို့တကယ်လို့ဒီနေရာမှာယူပဲနဲ့ဒီ9ပဲယူရင်ကျွန်တော်တို့ပြီးပြီတစ်လုံးလည်းပဲနဲ့6လုံးပဲရှိမယ်အဲ့ဟာကျွန်တော်တို့ကအဲ့ဒီပုံတွေတော့တော်ဒီ3ခွန်ပဲလာမယ်ဆိုပြီးအဲ့3ခွန်ပဲထဲ9အောင်လည်းမကြည့်ဘူးအမှန်တကယ်ဒီထဲက3ခွန်ဒီမှာ3လည်းရှိပြီးသားအဲ့ဒါကျွန်တော်တို့ထက်ကနာပဲတော့ဆွဲနေတော့အမှန်တကယ်9ခွန်ယူလိုက်ပြီးပြီနော်အဲ့ဘယ်လိုဖြစ်15လုံးတော့18လုံးဖြစ်ပေမဲ့ကျွန်တော်အကုန်ယူလိုက်မယ်နော်ဒီကနေရလဲနော်ပြောရရင်တော့ကျွန်တော်3ခွန်9ယူလိုက်တာပေါ့ပြောရင်တွဲတော့ဒီတစ်ပတ်အဲ့လိုပြေးမလွတ်အောင်အဲ့ဒီတနည်းနဲ့ပဲကျွန်တော်ပဲဆိုတော့တက်ပြပေးနေလို့ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာကျွန်တော်9ပဲယူပြလိုက်မယ်နော်ဒါတော့ဒီနေရာမှာမတွက်ပြတော့ဒီနေရာတော့ကျွန်တော်9ပဲယူလိုက်မှအပါကဏ္ဍမှာတော့ပြီးရင်ကျွန်တော်3လုံးဖြစ်အောင်တွက်ပြလိုက်မယ်ဒီလိုပဲယူမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့3လုံးယူလိုက်မယ်3လုံးစလုံးယူလိုက်မယ်ဒါဆိုရင်ဒီ3ကနေစတွဲလိုက်မယ်3နဲ့3တော့ထည့်လိုက်မယ်ဆိုတော့ထည့်လိုက်ဒါ6လုံးရပြီနော်3ဝင်ခွန်ထည့်ရမယ်အဲ့ဒါကျွန်တော်ကူးချမယ်နေလေတင်းနဲ့ပေါ့နော်ရှင်းရလိုက်မယ်ဆိုတင်းနဲ့တက်3တက်4နော်နဲ့3နဲ့4 3 4ပေါ့ဆိုတော့ပြင်နေပါလေယူလိုက်မယ်နှစ်ခေါက်ရေးလိုက်မယ်နော်တင်းနဲ့တက်3တက်4နဲ့3နဲ့4 3 4ဆိုပြီးတွဲရမယ်တနက်ပဲမှာတွဲရမယ်ဆိုတော့ဒီခွန်နဲ့9နဲ့တော့တွဲရမှာဒါရေးရမယ်ခွန်
တွဲလိုက်မယ်ဒါငါကြတော့ကျွန်တော်တို့အနောက်ထည့်တော့ပတ်တီပဲနော်ကျွန်တော်ရှေ့ပဲတင်ထားလိုက်တော့တူတီမှာပြောတော့ထောက်တော့ကနာပါလဲဆိုတော့နော်ထောက်ကနာ1 4 5ထောက်တော့မယ်ဆို1 4 5ထောက်တော့ပဲကျွန်တော်ရတာဒီရှေ့နဲ့3လုံးကနာပါဒီ9 1 4ဖြစ်နေနော်ဒါပေမဲ့သူပြီးခဲ့တဲ့ပတ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပတ်ကျွန်တော်တို့ဒီ9အောင်မယူဘဲနဲ့အမှန်တကယ်ဒီမှာ3ရှိတယ်ကိုကျွန်တော်တို့ကထက်ကနန်းတော့ကြိုက်နေတော့သူကခါတိုင်းနဲ့ဒီလိုပဲလာတယ်တော့ကျွန်တော်တို့ယူတာအမှန်တကယ်ကျွန်တော်တီးရတာနဲ့ကျွန်တော်တီးတယ်ငါ3 5သလုံးကြာမှာအဲ့20ထဲမှာရှိတယ်3 5သလုံးကြာမှာကျွန်တော်ကခွန်တော့ဆွဲထဲမှာ3ခွန်တော့ထည့်လိုက်တာအဲ့တော့မားလာမယ်ဆိုတော့နော်ဒါဆိုကျွန်တော်တို့ဒီ20ရဲ့အတိုင်းကျွန်တော်တို့ပြေးမလွတ်အောင်တော့ဒီက3လုံးယူလိုက်တာနော်3ခွန်5ပြီးကျွန်တော်ယူလိုက်မယ်ဒီတစ်ပတ်အတွက်ကျွန်တော်တွက်ပြပြီဆိုတော့နော်ကြိုက်မှကစားပါကျွန်တော်လည်းစေတနာပဲတွက်ပြရမယ်ဆိုတော့နော်ကဲကျွန်တော်တို့ထပ်သွားရအောင်နော်ထောက်တော့လိုက်ဒီလေး5 8နော်1 4 5လို့ဆိုတော့နော်1 4 5 8 1 4 5ကိုကျွန်တော်တို့ဘယ်လိုယူရလဲဆိုတော့ဒီကပုံစံတိုင်းမှာဒီနောက်3လုံးပေါင်းလိုက်မယ်ဆိုတော့ပေါင်းချင်းဒီ10ကျွန်တော်တုံညယူတုံညပါပါဒီ9နဲ့ခက်ဒီ3နော်ဒါဒီတစ်ပတ်အတွက်ကျွန်တော်တွက်မယ်ဆိုတော့နော်ပြီးရင်တုံညနဲ့ခက်ဒီခွန်ပြီးရင်ရှစ်ဖို့မယ်ဆိုတော့နော်ဒီတစ်ပတ်တော့ကျွန်တော်တို့ခါတိုင်းတော့တူလာဟလားပြီးရတစ်ပတ်တူလာလိုက်တာနော်နေရအဲကြောင့်အခုကျွန်တော်တို့ရှိတာလေးလုံးဖြစ်သွားပြီနော်တုံည3ခွန်9ဖြစ်သွားပြီနော်ဒါဆိုကျွန်တော်တို့အတွဲတွက်ကြည့်အောင်နော်တွဲတွက်ကြည့်အောင်ဒါဆိုကျွန်တော်တို့တရား4ရဲ့တရား5ရဲ့ယူလိုက်မှာနော်ဒါဆိုရင်ဒီမှာ4အပေါင်း5ဆိုရင်ကျွန်တော်တို့ရမယ်9ရမယ်ဆိုတော့9ဆိုရင်ကျွန်တော်9ဆိုရင်တော့9တုံညတဲ့နဲ့ဆိုပြီးအတွဲလို့လာပြီတပတ်အမရှိတော့နော်တွဲလိုက်မယ်ဆိုတော့ဗာရအောင်9တုံည9တဲ့9နဲ့ပေါ့နော်ပြီးရင်တုံညတဲ့တုံညနဲ့တဲ့နဲ့ပေါ့ဒီတစ်ပတ်အဲ့လိုလာနော်ဒါဆိုကျွန်တော်တို့အဲ့ဒီရထားတဲ့ဒီဥစ္စာကိုကျွန်တော်တို့ဒီကခါလိုက်ကျွန်တော်သူကဒီနေရာမှာလာပြီးတဲ့ပတ်ဒီနေရာမှာလာငါဆိုတော့ဒီနေရာလာဒီနေရာပြန်လာမလားဆိုတော့3ခွန်လာပြန်လာမှာလားဘာဖြစ်ဆိုတော့တုံည9လည်းရှိပြီနော်ဒါဆိုကျွန်တော်3ခွန်နေရာပဲပြန်ယူရမယ်ဆိုတော့နော်အားလုံးကဒီမှာပြီးခဲ့တဲ့ပတ်ကျွန်တော်တို့3ခွန်ယူခဲ့မှတ်မိတယ်3ခွန်ယူခဲ့တော့ကျွန်တော်တို့အတွဲက3ခွန်နဲ့ပဲပေးတယ်မိတ်ဆွေတို့တွေ့လားဒီຢာတွေပဲပါတော့တရားပဲပေးတယ်ပြီးတော့ဒီတစ်ချောင်းမပါတော့ဒီ9 1 4တဲ့မှာမပါတော့သူကဒီမှာထောက်ထားတယ်လိမ့်မယ်ဆိုတော့နော်အခုခါတိုင်းဒီလိုပဲလားဟာလားအဲဒီပြီးရတဲ့1 4 5မှာဒီလိုလာတာသူဒါဆိုတော့ဒီတစ်ပတ်မိတ်ဆွေတို့ဘလို့အမြင်ရှိတယ်ပေါ့နော်ကျွန်တော်ကြည့်ပြတော့တကယ်တော့တုံည9နေရာမှာလာကြတယ်တုံည9ရှိမယ်ပြီးတော့ဒီမှာတုံည9တုံညလည်းရှိပြီဒါဆိုတော့ထက်က9လာမှာကျွန်တော်ဒီလိုပြန်လာမလားလို့နော်မိတ်ဆွေတို့ဒါကိုဦးစားပေးမှဒါကိုအရင်ထားလိုက်ပေါ့နော်ကျွန်တော်ဒီဟာဦးစားပေးလိုက်မယ်ဒီခွန်3အဲ့ဒါနဲ့တော့တွဲလိုက်မယ်ပြီးရင်ဒါအရင်တော့တုံည9ပေါ့နော်များတော့ဒီခေါက်ခုနတော့ဘယ်လောက်ရှိလုံး6တော့18ပဲ24လုံးရှိမယ်6လေး24ဖြစ်တော့မှာဒီမှာလေဒါမဲ့ကျွန်တော်တို့3ခွန်ပဲဦးစားပေးတော့ဒါတွေကတော့ဒီတုံညနဲ့9တော့အရင်ပဲထားလိုက်နော်ကျွန်တော်တွဲပြမယ်အားလုံးတော့ရှိတော့နော်ကျွန်တော်ဒီခွန်ကနေစတွဲလိုက်မယ်နော်ခွန်ကနေဒါကိုစတွဲလိုက်မယ်တွဲလိုက်မယ်ဆိုရင်ကျွန်တော်ခွန်ထိပ်စီလိုက်မယ်နော်ခွန်ထိပ်စီပဲထားလိုက်မယ်ခွန်ထိပ်စီရမယ်ဆိုတော့ရှာပါဒီများကြားတဲ့ဒီများရှိထိပ်စီတဲ့ချို့လူအမျိုးပေါ့နော်ကျွန်တော်ကတော့ထိပ်စီရမယ်ရှာလို့ဒါအသုံးလို့ရပါရင်တွဲပြမယ်ဆိုထိပ်စီရတော့မှကျွန်တော်ရှာပေးမယ်ဆိုတော့ဒါဆိုခွန်9တုံညတလုံးဆိုတော့ခွန်9တက်တလုံးခွန်9နဲ့တလုံးခွန်တုံညတက်တလုံးခွန်တုံညနဲ့တလုံးနဲ့ခွန်တက်နဲ့တလုံးဆိုပြီးအားလုံး6လုံးရှိပြီဒါခွန်ပိုင်းပြီဒီ3ပိုင်းလာမယ်ဆိုတော့3ဆိုရင်ဒီကပဲကူးချလိုက်မယ်နော်3 9တုံည3 9တက်3 9နဲ့3တုံညတက်3တုံညနဲ့3တက်နဲ့ဆိုပြီးရတာလေနော်ပြီးရင်ကျွန်တော်တို့ဒါတော့ကျွန်တော်တို့ကြိုက်တဲ့ကဏ္ဍမှာနော်အရင်ကဏ္ဍတုံည9ထည့်လိုက်မယ်ဒါဆိုရင်ရေးလိုက်မယ်နော်တုံည9တုံည9တက်တုံည9နဲ့တုံညတက်တုံညနဲ့တုံတက်နဲ့ဆိုပြီးရတာလေနော်ပြီးရင်ညာပဲကူးချမယ်ဆိုတော့တုံညပြီးရင်9
နော်6ယူလိုက်မယ်6ဆိုရင်6တုံညာ6တက်6နဲ့6တုံညာတက်6တုံညာနဲ့6တက်နဲ့ဆိုပြီးအားလုံးတစ်လောက်ရှိရမယ်ဆိုဒီလိုကလုံးဝမပြေးပြလုံးဝလည်းမလုံးဘောတော့ဒါရီတစ်လုံးဝမလို့ဆိုရင်ဒါရှိမယ်ဆိုတော့အားလုံးနော်မိတ်ဆွေတို့ဒီ20ကျရင်လည်းတော့ကစားကြည့်ပေါ့ဒါကျွန်တော်စေတနာတော့တွေးသလားတော့မိတ်ဆွေတလားပဲရှိရတော့တွေးတာတော့နော်ဒီလာမဲ့ကျွန်တော်တို့ဒီလာမဲ့ဒီတရက်နေ့ပေါ့နော်ဒီမှာပဲချလိုက်မယ်လာမဲ့တရက်နေ့နော်တရက်နေ့တရက်12လပါမိတ်ဆွေတို့နော်တရက်12လဒါပဲရှိမိတ်ဆွေတို့ကျရင်တော့ယူတော့ကစားကြည့်ပေါ့ဒါကျွန်တော်မြင်သလားတွေးသလားတော့မိတ်ဆွေတို့ပြပြရမိတ်ဆွေတို့လောက်ပဲနော်